အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မဖတ်ပြမှာကတော့စာရေးဆရာမနုနုရီအင်းဝရဲ့နှုတ်ဆက်ဆန်းခြင်းရဲ့မှားလိုက်မယ်ဆိုတဲ့ဝိထုတူလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်နှုတ်ဆက်ဆန်းခြင်းရဲ့မှားလိုက်မယ်ထုံဆက်နှိုးတဲ့တဒုံဒုံသည်နားထဲတွင်တာယာချိုမြိန်လှသည်ထုံဆက်နောက်တွဲတစ်ခုလုံးပွက်လောရိုက်ဆူညံနေကြသည်မှာပျော်စရာကောင်းလှသည်ချွေးတွေကတကူလုံးရွှဲနှစ်ကလူတွေကြားထဲမှာကြက်ညက်မွန်းသိပ်နေတော်လဲကျုပ်ရင်းတွေခုန်နေသည်ခဏခဏရည်ကျင်နေမိသည်ဒီထုံးဆက်ကားကြီးကိုစီးကျင်နေသည်မှာကြာလာပြီခုတော့ဒီဟာကြီးကိုစီး၍မြို့ထီတောင်သွားရမည်ဖြစ်သည်ထုံးဆက်ဘေးနားတွင်စုပြုံရက်ကြည့်နေကြသောကျုပ်ညီနှင့်ညီမတွေကိုမော်မော်ကြွားကြွားကြည့်ပစ်လိုက်သည်မလိုက်ရသဖြင့်သူတို့မျက်နှာတွေကငိုမဲမဲဖြစ်နေကြသည်အဖေလက်ထက်ကကျုပ်ညီအငယ်ဆုံးကတော့ကျုပ်စီကိုလက်လှမ်းရင်းအော်ငိုနေပြီကျုပ်ဘေးနားတွင်ထိုင်နေသောအမေမျက်နှာကမကောင်းခြင်းအေးကိုရင်သွားကြတော့လေကလေးကငိုလှပြီမလိုက်ချင်စမ်းပါနဲ့ဟဲဆေးရုံသွားတက်ရမှာအပျော်သွားတာမဟုတ်ပါဘူးဟဲ့အမေတန်ကညောင်နာနာနှင့်ငိုတန်ပါသလိုဖြစ်နေသည်ငယ်ကောင်လေးကိုကြည့်၍အမေငိုခြင်းနေသလားမသိကျုပ်ကတော့ကျုပ်စီလက်လှမ်းနေသည့်အငယ်လေးကိုကြည့်ပြီးလက်ညှိုးကိုပွေးဆန်ကကယောတောင်လှုပ်ပစ်ချင်သေးသည်သူ့ကိုချီရလွန်း၍စောင်းနေသောကျုပ်ခါလေးတစ်ခါတလေများနားပေးရစေအောင်တော့ထုံဆက်နောက်တွဲကတိတ်ငင်နဲ့လှုပ်လာသည်အဖေနှင့်ကလေးတွေကရုံရင်းဆန်ခတ်နှင့်ရွာပြန်ဖို့လှဲကြုံပေါ်တက်နေကြသည်လကားနေရင်ရည်ကျင်နေသောကျုပ်ကသူတို့ကိုကြည့်၍ရည်ပစ်လိုက်သည်အမေကသူ့အတန်ကိုအစွမ်းကုန်ထုတ်၍အဖေစီသို့လှမ်းអော်သည်ကျုပ်စိတ်ချသွားမယ်နော်ကိုရင်ကလေးတွေပြင်းမထားနဲ့တော့ရေထုံဆက်ကြီးကတဝုံဝုံမြင်မြန်လာသည်ဟာပြေးတယ်ပြို့ပြေးတယ်ပြို့ကျုပ်တအားអော်လိုက်သည်အမေကကျုပ်နဲ့ရွက်ကိုဆွဲရင်ဟဲ့ကောင်လေးငင်းငင်းနေစမ်းဒါပြိုဝဲရှင်မွဲသွားနေတာမဟုတ်ဘူးလက်ကကမြင်းကြောဆွဲနေနဲ့နေဟာလေးဘာမှကိုတိတတ်မှုမရှိဘူးအမေဘာလို့ဘာပြောကျုပ်ကတော့ဂယူးမဆိုင်ပါထုံးဆက်ကားဤတငိမ့်ငိမ့်ရတာကိုခံစားရင်တခါမှမရောက်ဘူးသောစေးရုံဆိုတာဘလို့ဟာကြီးပါလေအဖေစီးငှားသွားလို့တဲ့ဦးကြီးမောက်တို့အိမ်ကြီးလောက်တော့ရှိလိမ့်မယ်ထင်ပါရဲ့နားလိုက်ကြမေယာကျုပ်စောကြီးကလေးကလာနေရရင်တိတ်ကောင်းပါနော်အမေကရင်ပေါ်ရှိခုံပေါ်တွင်ကြနထိုင်ကအမေစလုံးထဲမှစေးရုံကပေးသောဆံပြုတ်ဖြူဖြူကိုတစုံပြီးတစုံတောက်ရင်ကျုပ်ကျေနပ်မိသည်အမေကကျုပ်လက်ထဲမှဇုံးကိုတလှည့်ယူတောက်ရင်ဟဲ့ဇုံးများလွတ်ပါအောင်ဟဲ့မနဲ့သူကတမျိုးဒီမှာဖြင့်စိတ်ညစ်ရတယ်ထဲဘာဖြစ်လို့လဲမေအမေကိုစိတ်ကူမပေးဘူးတဲ့လားယင်မဟုတ်ဘူးဟဲ့ငါယောဂါကိုခွဲစိတ်မှာတဲ့အာမွေပြီးမှခွဲရမှာတဲ့ခွဲပြီးရင်လည်းအနာကျက်မှပြန်ရမှာတဲ့ဒါဆိုကြာကြီးနေရအောင်ပါစိတ်ကိုညစ်ရောယောဂါမခံနိုင်တဲ့အဆုံးမို့သာလာရတာငါချင်းမဘူးအဟုတ်တခါတည်းအသက်ပါသွားရင်လည်းအကောင်းသားညရည်စားတွေနဲ့စိတ်ဆိုးနေတော့အမေကိုကျုပ်နားမလဲစွာငေးကြည့်နေမိရင်စိတ်ထဲကတိတ်တိတ်လေးအပြစ်တင်နေပြီးသည်တော်ခက်တဲ့အမေရွာမှာအကောင်းဆုံးဆိုတဲ့ဦးကြီးမောက်တို့အိမ်ထက်အများကြီးကြီးတဲ့အများကြီးကောင်းတဲ့အုတ်တိုက်ကြီးမှလည်းနေရသေးသည်တန်ချောင်းတွေနှစ်လှုပ်ထားသောကတင်းပေါ်မှာဖုန်ထူထူနဲ့အိပ်ရဘလောက်ကောင်းလဲကျုပ်တို့တဲကုတ်လေးတဲကမြေကြီးပေါ်မှာဖြာခင်းပြီးအိပ်ရတာနဲ့ဘယ်ဟာကတာမလဲသမင်းလဲလကားကျွေးသေးတယ်မနဲ့ဆိုဆံပြုတ်လဲလာဝေးပေးသေးသည်နောက်ပြီးထုံဆက်ကားကြီးတဲ့အများကြီးလှတော့ဆရာဝန်ကြီးကားဖြူဖြူလေးမောင်းလာသည်ကိုမနဲ့တိုင်းပြေးကြည့်ရသည်မှာကျုပ်ဖို့ပြောစရာကောင်းလာသည်ကားပေါ်မှဆင်းလာတော့ဆရာဝန်ကြီးနောက်မှအုတ်ထုပ်လေးတွေဆောင်းထားသောဆရာမတွေတန်းစီပြီးလိုက်သွားတာကိုကြည့်ရသည်မှာဦးကြီးမောက်တို့အလှလှဲ့တာထက်တောင်းကြည့်လို့ကောင်းသေးသည်ဆရာဝန်ကြီးကိုလက်ဟန်ချီရနေနဲ့စကားပြောတတ်သောဆရာမဝဝကြီးကိုကျုပ်ရုတ်တရက်မြင်အောင်လာရင်ရည်ကျင်လာကဟိဟင်းနဲ့အတန်ထွက်သွားသည်အမေလက်ကကျုပ်ပေါင်စီတို့အမြန်ရောက်လာကတအားဆွဲလိမ်ပြစ်လိုက်သည်ဟမ်တေးချင်းစိုးလေးမေကစိတ်ညစ်နေတယ်ဒင်းကတီးတဲ့ရည်နေတယ်ဒင်းပေါ်မှညင်မြန်စွာဆင်းကကျုပ်ပေါင်ကိုပုတ်တိုင်ရန်အမေကိုမကျေနပ်စွာကြည့်မိသည်
လောက်တောင်ဖြစ်တယ်မေဆေးရုံမှာအကြာဆိုအကြာကြီးနေရပါစေဗျာဟက်ကလေးဒီနာလာစမ်းမင်းနာမည်ကဘသူဖတ်တင်ဟုတ်လားမင်းအမေကိုစောင့်မှုမင်းတယောက်တည်းလားဟုတ်တယ်ကျုပ်တယောက်တည်းဟိုးမင်းဒီရွယ်လေးနဲ့ကျုပ်နဲ့မပြောရဘူးခလေးရဲ့မင်းသက်ဘယ်လောက်ရှိပြီလဲမနှစ်တုန်းကတော့အမေက10နှစ်ရှိပြီတဲ့ဗျ10နှစ်ဒါဆိုငယ်လေးပဲရှိသေးတာနောက်ဆိုကျုပ်နဲ့မပြောနဲ့နော်ခလေးတားလို့ပြောနော်ကြားလားတားကတဲ့စိတ်ထဲမှာတိုးတိုးလေးယုတ်ကြည်မိသည်တမျိုးကြီးပဲကျုပ်မပြောတတ်ပါကျုပ်မပြောကြမှာပြုံးကြည့်နေတော့ဆရာမဝဝကြီးခေါင်းပေါ်ကအုတ်ထုပ်ဖြူလေးကိုသာယူကြည့်ချင်နေမိသည်ဆရာမကြီးကစပွဲအောက်ကိုလက်နှိုင်းပြီးအထုပ်တစ်ထုပ်ကိုကျုပ်ကိုလှမ်းပေးသည်ယော့ဒီမုံကိုမင်းလဲစားမင်းအမေကိုလည်းကျွေးမင်းအမေခွက်စိတ်ထားလို့တိတ်အားနေနေတယ်မင်းကြီးစားမပြစ်နဲ့နော်ကြားလားမောင်ဖက်တင်ဘသူဖတ်တင်လားမင်းနာမည်ကလဲဆရာမကြီးကညင်းညူရင်းကြီးမောနေသည်ဟေးမင်းကဘာလို့ဖတ်တင်လို့နာမည်ပေးတာလဲကွအမေနီလေးဝတ်ထားတော့ဆရာမငယ်ငယ်လေးကပြုံးနေရင်ကျုပ်ကိုလှမ်းမိသည်ကျုပ်ကပြန်ပြုံးပြလိုက်ပြီကျုပ်ထက်ကမွေးတာတွေကတေကုန်လို့ကျုပ်ကြမှာဖတ်တင်လို့တဲ့အော်ဒါကြောင့်ဖတ်တင်ဒါဖြင့်မင်းတယောက်တည်းမွေးထားတာပေါ့မဟုတ်ဘူးကျုပ်အောက်မှာ6ယောက်ဘောကနေအားလုံးဝိုင်းရီလိုက်ကြသည်ဘာမှမသိကျုပ်ရှက်သွားမိသည်ဒါကြီးစရာလားအမေကတော့ကလေး9ယောက်ရှိတဲ့ဒုက္ခကိုစိတ်ပြက်လို့မဆုံးညင်းညူလို့မဆုံးသူတို့ဟာသူတို့ရီငုံအရေးမကြီးပါအရေးကြီးသည်ကဒီခန်းထဲကအမြန်ဆုံးပြေးထွက်ပြီးမုတ်ထုတ်ကိုဖြီးစားဖို့ပင်ဖြစ်ပါသည်ဖတ်တင်ရေဖတ်တင်ဆရာမဝဝကြီးခေါ်တန်းဆူဆူလေးကနောက်ဖေးထိပြက်လွင်လာသည်ရေဆေးလက်စကြိုက်စင်များကိုကျုပ်အမြန်ဆုံးဆင့်ပြီးတအားပြေးမိလာသည်ပြေးရင်ကကြိုက်စင်များပြောင်မပြောင်ကြည့်ရသေးသည်ကျုပ်တို့နှင့်ကက်လျက်ခန်းကဖွားကြီးကအင်မတန်ကြီးများသည်ဆေးခိုင်းပြီးကြိုက်မပြောင်ရင်ပေးနေကြချိုချင်းလေးနှလုံးကိုတောင်မပေးတတ်သူ့မှာမုံနေချိုချင်းတွေအများကြီးရှိပေမဲ့ဘလောက်ခိုင်းချိုချင်းနှလုံးပဲပေးသည်တခန်းကျော်ကမိန်းမကြီးကမှသူ့လောက်မုံမပေါ်ပေမဲ့တစ်ခါခိုင်းရင်မုံချက်5ခုပေးသေးသည်ဒီနေ့ဖို့တော့မပေးချင်နေပါစေတော့ဒီနေ့ဆရာမကြီးတို့ခွဲစိတ်တီးနေဖြစ်သည်ဆရာမကြီးကပြောသည်လူနာကတသေးတဲ့ခွဲစိတ်ပြီးလျင်ဆရာမတွေကိုအမောပြေခောက်ဆွဲကြော်ကျွေးမိတဲ့ပကံဆေးပေးရင်ကျုပ်အတွက်ဝေစုကိုစားရအောင်တော့မည်ခွဲစိတ်တီးနေတိုင်းလူနာရှင်တွေအားလုံးဆရာမတွေကိုအမောပြေတစ်ခုကျွေးမွေးကြစမြဲပေမဲ့မရခွဲစိတ်ပြီးဘာမှမကျွေးသည်မှာကျုပ်မေတယောက်ပဲဖြစ်သည်ဟဲ့မြန်လာခေါ်လိုက်ရတာဟဲ့နင့်နဲ့ဆရာမကြီးစပွဲပေါ်တွင်စားပြီးသားပကံထက်များနှင့်အတူခောက်ဆွဲကြော်တပကံအမောက်ကြီးကိုမြင်ရသည်ဝါသလောက်စားနေသောဆရာမကြီးကသူ့မကုံနိုင်တာတွေပေါင်းထဲတာလည်းပါလိမ့်မည်ကျုပ်တိတ်ပျော်မိသွားသည်ဆေးရုံမှပေးသောထမင်းကိုအမေနှင့်2ယောက်ခွဲစားရန်မလိုတော့နက်စာအတွက်ပြီးသွားပြီစားပြီးရင်တော့မွေးလူနာဆောင်ကတယောက်တည်းကလေးလာမွေးသောကောင်မလေးတယောက်ကတောက်ရည်ခတ်ခိုင်းထားတာတော့ခတ်ပေးရအောင်ကြီးတကြက်ကြီးများတောင်ပေးမိဟုပြောထားသည်ယောက်ျားလူနာဆောင်က6မြဲဆိုးနေတတ်သောလူကြီးကလည်းသူ့ထွေးကန်ကိုသွန်ပေးရင်မုတ်ပေးမိတဲ့ဆရာမလေးအတွက်လည်းအချင်းတော့ဝယ်ပေးရအောင်ကြီးအလုပ်တွေကအများသားဆေးရုံတစ်ခုလုံးမှာဖတ်တင်မပိုင်မပြီးတော့ပါလားဟုကျေနပ်စွာတွေးမိလိုက်သည်သူတို့အလုပ်တွေလုပ်ပေးနေရတာနဲ့ဆေးရုံနောက်ဖက်ရှိခြံကျဲကြီးထဲမှာကျုပ်အလွန်သဘောကျသောမြင်းကြီးတွေစီတောင်မရောက်တာကြပြီမြင်းကြီးတွေရှိသောခြံကျဲကြီးထဲသို့ဆေးရုံညဆောင်ကိုမြောက်မောင်တစ်ခါခေါ်သွားပြီးကတည်းကကျုပ်ခဏတိုင်းသွားကြည့်မိသည်မြင်းပိုင်ရှင်ကြီးကလည်းသဘောကောင်းသည်သူ့ကိုမြင်းချီကူကျုံးပိတ်လျင်သူကကျုပ်ကိုမုံတောင်ကျွေးလိုက်သေးသည်စဉ်းစားရင်းကပဲမြင်းကြီးတွေကိုပြေးကြည့်လိုက်ခြင်းသည်ခုနကကြပြားကြားပြေးလာရလို့မတောင်းခဲ့ရတဲ့ချိုးချင်းနှလုံးဖွားကြီးစီကတောင်းရအောင်ဒီနေ့ဖို့ချိုးချင်းတွေမုံတွေအများကြီးပါလားဒီလိုနေမျိုးဆိုရင်ကျုပ်ကတိခွင်ပေါ်မှနေရကျုပ်အင်းကြီးကိုအလကားနေဝါနေတတ်သောငယ်ကောင်လေးကိုကျုပ်သတိရမိသည်ဟဲ့ဖတ်တယ်ကြည်စမ်းခုမှပဲပေါ်လာတော့တယ်မနေ့ကတည်းကသွားလိုက်တာအခုမီးတွေတောင်ပွင့်နေပြီဟိုမှာထမင်းစား
စားပြီးရင်တို့ပစ္စည်းလေးတွေတောင်းနဲ့ထဲစမ်းနေ့လေကဆရာဝန်ကြီးပြောသွားပြီမနေ့ဖန်ဆေးရုံဆင်းနိုင်ပြီတဲ့ဟာအမေစကားကြောင့်တနေ့လုံးပျော်သမျှလေးတွေဘယ်ရောက်သွားမှမသိတော့ဒုက္ခပါပဲအချိန်ကြီးတွေကလည်းမြန်လိုက်တာကျုပ်အတွက်ဒီလောက်ပြောစရာကောင်းတဲ့နေရာလေးမှာကျုပ်အကြာကြီးနေလိုက်ချင်ပါသည်အမေကတော့တောင်းထဲသို့ဟိုထက်ဒီထက်လုံနေပြီအမေအားမရှိရင်ဆေးရုံကမဆင်းရဘူးတဲ့ဆရာမကြီးကပြောတယ်အမေအားရှိလို့လားကျုပ်တို့နေကြအောင်ဆုံးတော့အမေကျုပ်လေသွားစမ်းဟဲနေငါတမမနေချင်ပါဘူးဆိုနေမှမဖြစ်လို့သာနေရတာငါစိတ်ကရွာမာကြီးရောက်နေတာရောက်တော်တော်ရောက်ချင်နေဟိုကြရင်နေပူကြီးထဲမှာမြေပဲနှုတ်ရမှာသဲဆက်ပြပုံရှောက်ကြုံရအောင်ပါဦးကြီးမောက်တို့အိမ်ကအဝေကြီးလျှော်ပေးရအောင်ပါသူတို့နွားစာတွေကိုခြေထောက်ညောင်းအောင်ဆင်းပေးရအောင်ပါသမင်းချက်ပေးရမှာဒါတွေကိုမတွေးမိဘူးလားတော်တော်မိုက်တယ်မေကိုကျုပ်တိတ်စိတ်ဆိုးမိသည်သမင်းလည်းမစားကြတော့အခန်းပြင်သို့ပြန်ပြေးထွက်ခဲ့မိသည်အမေအော်ခေါ်တန်ကိုမကြားကြအောင်ဆောင်ရင်စေုံနောက်ဖေးထိတအားပြေးခဲ့သည်ကန္နာယပင်ကြီးအောက်တွင်ခြေပြစ်လက်ပြစ်ထိုင်ချလိုက်သည်ဟိုလာမင်းကြီးကထိနေသာနေသည်မီးပွင့်လက်လက်လေးများနှင့်စေုံအဖြူသေးသေးလေးမှအလွန်လှနေသည်ဒီလောက်လှတဲ့နေရာကိုမြန်အမေဘာလို့မနေကျင်တာလဲတခြားလူတွေကရောစေုံကိုဘာလို့မုန်းကြတာလဲကိုတညကလူကြီးတယောက်သေးတော့မြန်ကျန်တဲ့လူတွေကမျက်နှာတွေကိုပြက်နေတာပဲအမေဆိုငိုတော့ငိုသေးတယ်ကျုပ်အတွက်တော့ပိုတောင်းပြောစရာကောင်းသေးတယ်သေတဲ့လူရဲ့မိန်းမကြီးကအဲ့ဒီလူကြီးစားလက်စားကိတ်မုတ်ရှေးကြီးတစ်ပိုင်းကျုပ်ကိုပေးလို့ပေါ့အမေရောတခြားလူတွေရောတော်တော်ကိုခက်ပါတယ်အိတ်ထောင်ထဲမှာအဖွားကြီးပေးသည့်ချိုးချင်အစိမ်းလေးကိုထုတ်ကြည့်ရင်ကျုပ်ငိုချင်လာသည်စားလို့သိတ်ကောင်းသည့်ချိုးချင်လေးတွေရွာပြန်ရောက်ရင်ဒီလိုချိုးချင်လေးတွေကိုစားရဖို့ဝေးလို့ကြည့်လို့တောင်ရမှာမဟုတ်တော့နေပူမှာငယ်ကောင်ကိုဂဒစ်ခွင်ချရင်ဦးကြီးမောက်တို့နွားတွေကြောင်းရမည်မုံစာလျင်ဖော်ပြီးသားကစုံဥခင်းနေမှလက်ကြံကစုံဥသေးသေးလေးများကိုပဲရှာဖွေတူးဖော်ကစားရလိမ့်မည်အရင်ကတော့ကစုံဥသေးလေးတွေကိုအစိမ့်လိုက်ကျွတ်စားခြင်းသည်အကောင်းစားလို့ထင်ခဲ့မိသည်အေးမြသောအုတ်ခင်းပေါ်မှာလဲအိပ်ရမှာမဟုတ်တော့ကျုပ်သိကြိုက်သောချိုးချင်းရဲ့ကိတ်မုံရဲ့မစားရတော့မှာကိုတော့ကျုပ်အငိုကျင်ဆုံးဖြစ်သည်ဝမ်ပန်တန်နဲ့နှင့်ဆေးရုံလေးကိုငေးမောကြည့်နေခိုက်ရုတ်တရက်ဆေးရုံနောက်ပေါက်မှခတ်တုတ်ပြေးထွက်လာသောကိုမြမောင်ကြီးကိုမြင်ရသည်အောင်မလေးငါလူရဲ့ရှာလိုက်ရတာလာလက်ရှင်သွားကြည့်အောင်လက်ရှင်နဲ့ကျုပ်ပိုဝမ်းနေလာသည်လက်ရှင်ကိုကျုပ်သိကြိုက်သည်ဒါပေမဲ့ကျုပ်ကြည့်ကျင်စိတ်မရှိတော့ပါတော်ပြီဗျာကျုပ်မလိုက်ချင်ဘူးငိုတန်ပါနေသောကျုပ်တန်ကြောင့်ကိုမြမောင်ကြီးကမျက်လုံးကြီးပြူးကြည့်သည်ဟာဘာဖြစ်တာလဲဟာလက်ရှင်ဆိုငေါက်ခနဲထားလိုက်တဲ့ကောင်ကမြန်မိမိကဆူလို့လားမဟုတ်ပါဘူးကျုပ်တို့မနေ့ကဆေးရုံကဆင်းရတော့မှာတဲ့အဲ့ဒါကျုပ်ကမဆင်းချင်ဘူးရွာမပြန်ချင်ဘူးဗျသိလားအဲ့ဒါပြောရင်းမင်းကျုပ်ငိုချပြစ်လိုက်မိသည်ညဆော်ဖေဟာဟာကောင်လေးကရွာပြန်ရတော့ကောင်းတာပေါ့ဟာလာပြန်ပြီတယောက်မကောက်ဘူးဗျရွာမှာဆိုမုံနေချိုချင်နေလည်းမစားရတော့ဘူးလက်ရှင်လည်းမကြည့်ရတော့ဘူးဗျကိုမြမောင်ကျုပ်ဆေးရုံမှာနေခဲ့မယ်လေရလာရင်ဟာဆေးရုံဆိုတာဆေးရုံတက်မှနေလို့ရတာပေါ့ဟာမျက်ရည်များကိုတုပ်ရင်ကိုမြမောင်ကိုကျုပ်စိတ်အားထက်သန်စွာကြည့်လိုက်မိသည်ဒါဖြင့်ကျုပ်ဆေးရုံတက်မယ်နော်ကိုမြမောင်တောက်ကျိုးနဲ့တော်သားရနေမကောင်းခင်မှာဆေးရုံတက်ရတာဟာတက်ချင်တိုင်းတက်လို့ရမလားကဲပါကွာမယူစမ်းပါနဲ့သွားစို့လားစိတ်ပြက်လှသောဖြင့်ကျုပ်ကောင်းကိုတအားခါရမ်းပစ်လိုက်ရင်ကိုမြမောင်နာမှဆေးရုံဘေးသို့တအားပြေးထွက်ခဲ့သည်ဆေးရုံဘေးပေါက်မှဆေးရုံအပြင်ဘက်သို့ထွက်လိုက်သည်မြေနီလန်းလေးသည်လာရအောက်တွင်မနီတော့ပဲဖြူနေသည်တစိမ့်စိမ့်ကျလာသောမျက်ရည်တို့ကိုလက်ဖြင့်ပုတ်တုပ်ရန်ကျုပ်ဆက်ပြေးနေမိသည်ကျဲလောင်သောမြင်းဟီတံကိုကြားလိုက်ရတော့မှရုတ်တရက်သတိရတာတုံနေရလိုက်သည်မြင်းချန်ကြီးစီတောင်ရောက်လာပြီခြံထဲသို့ချိုးဝင်ကမြင်းတွေထားသောနေရာသို့တန်းသွားလိုက်သည်မြင်းတွေပိုင်တဲ့ဦးကြီးကတော့နောက်ဖေးမှာမီးလေးလက်နှင့်ဘာလို့နေမှမသိလှလိုက်တဲ့မြင်းကြီးတွေရဲ့ရန်ကန်ကြီးရောက်မှပဲနင်တို့ကိုကြည့်ရတော့တယ်နော်
မြင်းကြီးတွေထံမှနှာမှုတ်တန်တဖူးဖူးသည်နားထောင်၍ကောင်းလှသည်အောင်မြင်လှသောမြင်းဟီတံကိုတခါကြားရပြန်သည်နှစ်ဖူးမှာအဖြူကြားကြီးနှင့်နောက်မှရောက်လာတဲ့အကောင်ကြီးနှင့်တူသည်နေရွက်ကြီးများကလည်းတထောင်ထောင်နှင့်ကျုပ်သိသဘောကျမိသွားသည်အနားသို့တိုးကပ်ကြည့်ရင်မြင်းကြီးပေါင်ပေါ်မှပြောင်လက်နေသောအမွှေးတွေကိုဆက်ခနဲလက်နဲ့ပုတ်ကြည့်လိုက်သည်ဝုန်းအမလေးမျက်လုံးထဲမှာဝင်းငင်းနေဖြစ်ကကျုပ်တကိုယ်လုံးလေထဲမြောက်တက်သွားသည်ဘာဖြစ်တာလဲကျုပ်ကိုမြင်းကြီးကကန်လိုက်ပြီလူသံတွေကြားလိုက်ရသလိုပဲရင်ဘတ်စီကတအားနာနေသည်ကျုပ်ကိုယ်လုံးကိုလာပွင့်ရင်ပြောသောမြင်းတွေပိုင်တဲ့ဦးကြီး၏အတန်ကိုမကြားတစ်ချက်ကြားတစ်ချက်မိုက်လိုက်တဲ့ကလေးကွာဒီကောင်ကြီးကရိုင်းနေတယ်ကွာကဲတယောက်ကစောင်းတစ်ထည်သွားယူစမ်းဆေးရုံသွားမယ်ဟေ့မြင်းတွေပိုင်တဲ့ဦးကြီး၏နောက်ဆုံးစကားကြောင့်ကျုပ်ဖြတ်ခနဲရင်ခုန်သွားမိသည်မျက်လုံးကိုစူးစမ်းဖွင့်ရင်သူတို့ကြားအောင်ကျုပ်တအားအော်ပြောလိုက်သည်ဦးကြီးကျုပ်ကိုဆေးရုံတင်နော်ကျုပ်ကိုဆေးရုံတင်ပြအောင်တင်နော်လေးလံနေသောမျက်ခွန်ကိုအတင်းဖွင့်နေမိသည်ကျုပ်ဘာဖြစ်နေတာလဲအမေအိတ်သောဖုံထူထူဤရတာမျိုးလိုအထီးအတွေ့ကိုကျုပ်ကြောအောက်မှာခံစားနေရသည်ကျုပ်ဘယ်မှာအိတ်နေတာလဲရင်ဘက်ကလည်းနာလိုက်တာမျက်လုံးကိုစူးစမ်းဖွင့်ကြည့်မိသည်ဆေးရုံဤအမိုးမှမြင်နေကြမီးလုံးဝါလေးကိုတွေ့ရသည်ပြီးတော့တန်ချောင်းကတင်ဤခြေရင်းပိုင်းကိုမြင်ရပြန်သည်ဟိုးကြည်စမ်းဒီကတင်ပေါ်မှာကျုပ်အိတ်နေပါလားအိုးအိတ်တာမဟုတ်ပါဘူးလေကျုပ်ဆေးရုံတက်နေရတာပါရင်ဘက်ကနာနေသည်တို့ပင်ပျောက်သွားခဲ့ပြီကျုပ်သိပ်ပျော်လာသည်ကျုပ်ဆေးရုံမှာနေခဲ့ရတော့မည်နေရမည်မှဆေးရုံလူနာအဖြစ်ကိုနေရမည်ဘလောက်ဝမ်းသာဖို့ကောင်းလိုက်ပါသလဲအမေကတော့ဝမ်းသာမည်မဟုတ်ပါကိုမြမောင်ကြီးရောဘယ်မှာလဲကျုပ်ဆေးရုံတက်ရပြီဆိုတဲ့အကြောင်းကြွားပြစ်လိုက်ခြင်းသည်နောက်ပြီးနောက်နေ့မနေ့တေကြဆံပြုတ်လိုက်ဝေရင်ကျုပ်ကိုနည်းနည်းပို့ထည့်ပေးဖို့ပြောခြင်းသေးသည်ခေါင်းကိုဘေးသို့ဆောင်းကြည့်လိုက်ရင်ဘတ်ထဲကစစ်ကနေနာပြန်သည်ကိုမြမောင်ကိုမတွေ့ကတင်နားတွင်အမေနှင့်ဆရာမဝဝကြီးထင်ပါရဲ့မှုံဝဝမြင်ရသည်မိအောင်ကလည်းမှိန်လိုက်တာဆရာမကြီးကိုစကားပြောရင်ရင်ဘက်ကနားအောင်မလားမသိမျက်လုံးတွေကိုအသာပဲမှိတ်ထားလိုက်သည်ဖတ်တင်လူလေးကန်ဆိုလာကြီးလားဟဲ့အမလေးရကတို့ကြီးဆေးရုံတက်တဲ့လူကတယောက်တရားမဲ့သူကတယောက်ပါလားတော်ရဲ့အမေအော်တန်ကနားထဲမှာဆူရှသွားသည်အော်တော်တော်လေးခက်တဲ့အမေပဲဘာဒီလျှောက်အောင်နေတာလဲဘာဖြစ်လို့ကျုပ်ကတေးရမှာလဲအမေမမှတ်မိဘူးလားရွာမှာတုန်းကဦးကြီးမောင်နှချိုတောင်ကြီးကျုပ်ကိုကန်ပစ်လိုက်တာလေဘယ်မှာတေးလို့တော့အဲ့ဒီလိုပဲခဏလေးနေရင်ပျောက်သွားမှာပါရင်ဘတ်တော့နည်းနည်းနာတာပေါ့ဒါပေမဲ့အမေမနဲ့ဖန်ဆိုရင်ကျုပ်သိကြိုက်တဲ့ကိတ်မုံနေချိုချင်နေစားရတော့မှာကျုပ်ကလူနာဆိုတော့ကျုပ်ကိုခိုင်းနေတဲ့တခြားခန်းကလူတွေကမုံနေချိုချင်နေလာပေးကြမှာပေါ့ဆရာမကြီးကဆိုရင်တော့အထုပ်လိုက်ကြီးတွေတောင်ပေးမယ်ထင်တယ်နော်ဆရာမကြီးကကျုပ်ကိုခေါ်နေသလားအတန်ကလည်းတိုးလိုက်တာမရပါဘူးမရတခါတော့ကဒီလိုကလေးတယောက်ဓမှန်သွားရိုက်နံရိုးတွေကျိုးအသေးကိုဖောက်ဆရာဝန်ကြီးကခွင့်ကလေးရဲ့ဆရာမကြီးကဘာတွေပြောနေတာလဲကျုပ်နားထဲမှာနီးသွားလိုက်ဝေးသွားလိုက်နဲ့ဆရာမကြီးကကျုပ်ကိုတနာလို့ငိုနေတာပေါ့နော်ကျုပ်သိပ်ပျော်သွားမိသည်ဒီလိုသာဆိုရင်တော့မနေ့ဖန်ရင်ကျုပ်အတွက်ချိုချင်တဲ့မုံတွေကိုထုတ်လိုက်ကြည့်ယူလာမှာသိကြပါသည်မနေ့ပြန်မနေ့ကျုပ်အိယာကအနိုးတင်တော့မုံနေချိုချင်နေတောင်မုံရာပုံကြီးမြင်ရလိမ့်မည်ထင်သည်ရင်ထဲမှာတိတ်ပျော်လာသည်ရင်မထဲကလည်းတအားအောင့်ကနာလာပြန်သည်အမေအတန်လိုလိုဆရာမကြီးအတန်လိုလိုတိုးတိုးလေးကြားနေရကအတန်တွေကဝေးဝေးသွားပြန်ပြီခုမှသတိရသည်အမေကရွာသိပ်ပြန်ချင်နေတာမနေ့ဖန်ဆိုပြန်ရင်ပြန်သွားမှာအမေကိုပြောစရာရှိသည်မျက်လုံးစူးစမ်းဖွင့်သည်ဖွင့်လို့လည်းမရဘူးမှောင်ကလည်းမှောင်လိုက်တာမင်းငိမ့်သွားပြီလားပါဇက်ကိုလှုပ်တော့ရင်ဘက်ကတအားနာပြန်သည်ဒါပေမဲ့နာတာကိုအောင့်ပြီးအမေကြားအောင်တအားအော်ပြောလိုက်သည်
အမေကျုပ်အိတ်ထောင်ထဲမှာချိုးချင်းနှလုံးအငယ်လေးကိုပေးလိုက်ကျုပ်ကမနှက်ဖန်ကြရင်ချိုးချင်းနေအများကြီးနုနုရီအင်းဝအဆုံးထိနာတော်တာဆင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်